အမေရိကန်ပြင်ပနိုင်ငံတွေမှာခရီးရန်ဘာသာဝင်တွေအပေါ်နှိပ်စက်ညှဉ်းပန်းမှုအခြေအနေလွတ်တော်ကြားနာပွဲမှာမြန်မာနိုင်ငံကိုစားပြုပြီးချင်းတိုင်းရင်းသားပါစတာကတက်တဲ့ခန့်ချက်ပေးခဲ့ပါတယ်။ဒီသတင်းကိုသူရချမ်းသာပေးပို့ထားပါတယ်ရှင်။အမေရိကန်ပြင်ပနိုင်ငံတွေမှာခရီးရန်ဘာသာဝင်တွေအပေါ်နှိပ်စက်ညှဉ်းပန်းမှုအခြေအနေလွတ်တော်ကြားနာပွဲကိုဒေသစံတော်ချိန် ဇန်နဝါရီ 23 ရက်နေ့မှာအမေရိကန်ပြည်ထောင်စုအပြည်ပြည်ဆိုင်ရာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF ကဦးဆောင်ကျင်းပခဲ့တာပါ။ USCIRF ရဲ့ဘာသာရေးလွတ်လပ်ခွင့်အတွက်အထူးစိုးရိမ်စရာအခြေအနေရောက်နေတဲ့နိုင်ငံတွေစီးရင်မှာမြန်မာနိုင်ငံလည်းပါဝင်နေပြီးကြားနာပွဲမှာနိုင်ဂျီးရီးယား၊တရုတ်၊ဗီယက်နမ်၊မြန်မာEritrea နိုင်ငံတွေကတပ်တွေထွက်ဆိုသူတွေအပါအဝင်ခရီးရန်ဘာသာဝင်တွေဖိနှိပ်တပ်ဖြတ်ခံနေရတဲ့နိုင်ငံတွေကတပ်တွေခံချက်ပေးသူတွေပါဝင်ခဲ့ပါတယ်။မြန်မာနိုင်ငံကိုစားပြုပြီးစာနဲ့တပ်တွေခံချက်ပေးခဲ့တဲ့ချင်းတိုင်းသားပါစတာဟာအမေရိကန်ပြည်ထောင်စုမှာယာယီခိုလုံခွင့် TPS နဲ့နေထိုင်သူဖြစ်ပါတယ်။ USCIRF ကော်မရှင်နာကချင်းတိုင်းသားပါစတာရဲ့တပ်တွေခံချက်ကိုဖတ်ပြခဲ့ပြီးမြန်မာပြည်တွင်းကမလုံခြုံသေးတဲ့အခြေအနေတွေကြောင့်ယာယီခိုလုံခွင့် TPS ကို Trump အစိုးရကတပ်တန်းတိုးပေးတဲ့ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ I was very moved by the US Surf Commissioner, Vicky Hartzler, when she delivered the testimony of a Burmese pastor who is in the US under temporary protected status, but that status will be taken away and expire on January 26th. And he, along with a couple of other Burmese Baptist pastors, facing possible deportation to Burma because of this termination of TPS by the Trump administration. So I was very glad to see the US Surf Commissioner, Vicky Hartzler, read his testimony. I'm very appreciative of US Surf for making the case publicly for the US to extend temporary protected status for Burmese refugees, given the situation and repression back in Burma. It's still not safe for Burmese refugees to return. I'm very grateful for US Surf's support in our effort to restore TPS for Burmese refugees. ကမ္ဘာတဝန်းအာဏာရှင်အစိုးရတွေဟာခရီးရန်ဘာသာဝင်တွေကိုသူတို့ရဲ့ယုံကြည်ချက်အတိုင်းကိုးကွယ်တာတုံ့တင်တာနဲ့ဟောပြောတာတွေကိုကန့်သတ်တာတွေရှိနေတာပါကမ္ဘာတဝန်းခရီးရန်အမြောက်များဟာဘာသာရေးယုံကြည်ချက်ကြောင့်ချိန်ချောက်ခံရတာဖန်ဆီးချင်းချခံရတာနဲ့တပ်ဖြတ်ခံရတာတွေရှိနေတဲ့အတွက်အမေရိကန်အစိုးရနဲ့လွှတ်တော်ကကူညီနိုင်မဲ့နည်းလမ်းတွေကိုချင်းကပ်နိုင်မှုကြားနာပွဲကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ USCIRF ရဲ့ကြားနာပွဲအတွက်ရည်ရွယ်ချက်မှာဖော်ပြပါတယ်လွှတ်တော်မှာ Democrat ဖြစ် Republican ဖြစ်အခုလိုခရီးရန်ရဲ့ဖိနှိပ်မှုတွေကိုသူတို့ကြားနာရတယ်ပြောဆိုကြတဲ့အတွက်ကျွန်တော်တော်တော်လေးအားရတယ်ဘာဖြစ်လို့ကျွန်တော်တို့ဗမာပြည်ရေးမှာအခုလိုရိုဟင်ဂျာရေးကတော်တော်လေးသူတို့ဒီဟာအာရုံစိုက်တယ်ကူခဲ့တယ်ခုခရီးရန်ရေးလည်းပို့ပြီးအာရုံစိုက်လိမ့်မယ်လို့ကျွန်တော်တို့ပြောနေပါတယ်ကြားနာပွဲမှာစီးနေနိုင်ငံရေးကော်မတီဥက္ကဋ္ဌအပါအဝင်လွှတ်တော်အမတ်၈ယောက်အထိပါဝင်အမှာစကားပြောခဲ့ပါတယ်လက်တလောအခြေအနေမှာတော့ Trump အစိုးရရဲ့နိုင်ငံရေးမူဝါဒအပြောင်းလဲတွေမှာမြန်မာရေးပါဝင်အကြက်တဲကြုံနေရတဲ့နိုင်ငံတွေအရေးဟာမိကွန်းထုတ်စရာအခြေအနေတွေဖြစ်ပေါ်နေတာပါI mean, what we need from the US government is to continue to stand up in support of the Burmese people in their struggle against the Myanmar military. The US has been a strong supporter of the Burmese people for over 30 years. That's in question right now as the Trump administration changes US foreign policy globally, but also possibly in the case of Burma as well. So we're working very hard with our friends in the administration and also in our friends in Congress to make sure that the Trump administration doesn't let up in the US administration's support for the Burmese people and continues to help the Burmese people in their struggle for democracy and for their human rights. 2021အာဏာသိမ်းပြီးနောက်မှာစစ်ကောင်စီဟာချင်းပြည်နယ်၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့နိုင်ငံတော်ကခရီးရန်ဖျားကျောင်းတွေအပါအဝင်ရာနဲ့ချီတဲ့ဘာသာရေးအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးခဲ့တာပါခရီးရန်ဘာသာရေးကောင်းဆောင်တွေဗုဒ္ဓဘာသာဘုန်းကြီးတွေအပါအဝင်တခြားဘာသာရေးသမားတွေကိုရည်ရွယ်ချက်ရှိဖန်ဆီးတပ်ဖြတ်တာတွေလည်းကျူးလွန်ခဲ့ပါတယ်ဒီအချက်လက်တွေကို Burma Research Institute အပါအဝင်နိုင်ငံတကာရောက်မြန်မာရေးဆောင်ရွက်တဲ့အဖွဲ့အစည်းတွေကကုလသမဂ္ဂနိုင်ငံတကာအစိုးရတွေနဲ့ဥပဒေရေးရာအဖွဲ့အစည်းတွေစီကိုတပ်တွေအမှတ်တမ်းတွေပေးပို့ပြီးအရေးယူပေးဖို့တိုက်တွန်းနေကြတာဖြစ်ပါတယ်ကျွန်တော်သုဒ္ဓချမ်းသာပါ